အမဒီပရိသတ်ရဲ့မြစ်တာတစ်ခုချင်းစီတိုင်းကိုအမတမိုးထားတယ်လူပါပရိသတ်ရဲ့အမကိုကောင်းစေခြင်းလို့ပြောတဲ့စကားတိုင်းကိုအမတမိုးထားတယ်ဒါပေမဲ့လူဆိုတာကကိုယ့်ချစ်နေတဲ့သူကြီးပဲရှိရမှာပေါ့နော်ကိုယ့်သဘောမကျတဲ့လူကိုယ့်မုန်းတဲ့သူဆိုတာလည်းရှိနိုင်တယ်ဒါတို့အမတို့ကလက်ခံရမယ်လောကကြီးမှာအစ်စ်နဲ့အမုန်းဆိုတာဒီလိုပဲထွန်းတွဲနေရပဲလေနော်တကယ်တော့လွယ်တို့ရဲ့အမုန်းတွေကိုအဆုံးမတတ်နိုင်ခဲ့ကြတဲ့အတွက်အားလုံးရဲ့အရှင်ထဲမှာခါတက်နေခဲ့ရတာနောင်တာဆိုတာနောင်မရတယ်တဲ့လူတွေဆိုတာကိုယ်တိုင်မခံစားဘူးဒီတော့ကိုယ်ချေပစားတတ်ကြပါဦးခမရဲ့အမတို့အဖက်ဖက်ကနေစူးစားတယ်ဆိုပေမဲ့အမတို့လူတိုင်းကတိုက်ချင်မှကြိုက်နိုင်တယ်ပေါ့နော်ဒီအတွက်ဒီအမုံမြင့်မှာဆိုလို့ရှိရင်အမရဲ့ character van character ဖြစ်တဲ့အတွက်အမပို့ပြီးတော့စိုးရိမ်မှုရှိတာပေါ့ဒါပေမဲ့ဒီကနေ့ပွဲလေးမှာအမဝင်လာလိုက်တဲ့အချိန်မှာပရိသတ်ကအမကိုဒီအမုံမြင့်သချင်းလေးကိုလည်းပတ်ပတ်ရရှိပေးကြရတယ်ပေါ့နော်နှုတ်ဆက်ကြတဲ့အတွက်အမအဲ့အတွက်အများကြီးပို့ပြီးကျေးဇူးတင်ပါတယ်ဟုတ်အမအတွက် break တွေအများကြီးရှိခဲ့စက်ကောင် character ပါတွဲမှာဆိုအမအရန်ပြောခံရတယ်အမအတွက်အမုံအများကြီးခံရတဲ့ character ပေါ့နော်ဒါပေမဲ့အမရဲ့ဒီစက်ကောင် character လေးကိုစီးမျောပြီးတော့ပရိသတ်တွေခံစားကြရတယ်လို့ပဲအမယူဆပါတယ်အမတို့ကျတော့စိတ်သက်ကြရအယုတ်ထင်ရတာဖြစ်တဲ့စိတ်သက်ကြရအယုတ်ထင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့မဒီမန်တွေ character လေးကိုအမ van အနေနဲ့ပြောမယ်ဆိုမန်တွေကအရင်အပြင်းစား van ပေါ့လေအမပုံဖော်ခဲ့တဲ့အချိန်မှာဒီအမုံမြင့်ဇလက်အစဆုံးကိုစီးမျောပေးကြတဲ့ပရိသတ်တွေကိုတော့ကျေးဇူးအများကြီးတင်ပါတယ်အမအဓိကကလေအမရဲ့အနုပညာအရာထင်ချင်တာပေါ့နော်အမကျန်တဲ့ဒီဝါသနာအနုပညာဝါသနာပါတယ်အမယူသွတ်တယ်အကောင်းဆုံးစူးစမ်းတဲ့ပုံမှာပရိသတ်ရဲ့အဓိကအမကိုအားပေးမှုကအမအတွက်မရှိဆက်ရှောင်းမယ်ခွန်အားပဲပေါ့အဲ့အတွက်ဒီလိုမျိုးအမရဲ့ series လေးမှာဒီ van character ဆိုတော့ဘုံရတာကိုလည်းအမနားလဲဒါပေမဲ့ဒီ series ပြီးသွားလို့ကို fan မိမှာလဲအမကိုမြစ်တာပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်တယ်အခုကတော့ character changes ပေါ့နော်အမရဲ့သူတို့အစစ်ဆုံးသူထုတ်ပတ်ဒီ series တစ်ချောင်းလုံးနဲ့ဘယ်လောက်ထိပြင်ပန်းခဲ့လဲဆိုတာကိုအသိဆုံးပဲရိုက်ကူးတဲ့ကာလအတွင်းမှာလည်းစစအောင်ဆုံးတစ်လားဒီဆိုတော့နေမကောင်းဖြစ်ခဲ့တဲ့ series ပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့အကောင်းဆုံးပုံပေါ်စူးစမ်းခဲ့ကြသလိုသူတို့ရှေ့ထွက်တဲ့သရုပ်ဆောင်တွေရောနောက်ွယ်ကနေပြီးတော့ရိုက်ကူးတဲ့ဆရာစကူထွန်းသက်လွင်ကျောင်းကဘာတင်းတစ်ခုလုံးကင်မရာဆက်သမားတွေအရန်ကိုပြင်ပန်းခဲ့ကြတဲ့ကားလေးတကားပါဆိုတော့အခုချိန်မှာတော့အပိုင်း6ထိတော့ပြသပြီးစီးသွားပြီပေါ့နော်အပိုင်း30ထိဆိုတော့အပိုင်း7ထိကိုလည်းပြန်มาနေတယ်ဒီစကားလေးမှာသူတို့လေုံနေတယ်နောက်ဆုံးစပြီးသရုပ်ဆောင်တဲ့အခါမှာစိုင်းနဲ့တက်တဲ့သူရှိသလိုမနှစ်တက်တဲ့သူလည်းရှိပါတယ်ဒါကိုလည်းဆိုတော့100% အပြည့်အဝပေါ့နော်ကိုလက်ခံပါတယ်တပညာသမားဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်အပေါ်မှာချစ်သူရှိမယ်မုန်းသူရှိမယ်ဒါတွေကိုဆိုတော့ခံနိုင်ရှိအောင်အများနဲ့စူးစမ်းရတယ်ဒါပေမဲ့ကိုအားပေးနေတယ်တကယ်ကိုချစ်ခင်တဲ့ကိုကောင်းစေခြင်းနဲ့ပြိတ္တအတွက်တော့အများနဲ့စူးစမ်းနေရတယ်ဘာလို့ဆိုတော့သူတို့မှလည်းလိုအပ်ချက်တွေဆိုတာရှိနေအောင်မှာပါပဲလူဆိုတာမသိမချင်းစူးစမ်းသွားရတဲ့မျိုးလေးနော်အဲ့ခါကျတော့သူကအများနဲ့ကိုတကယ်ကောင်းစေခြင်းလို့တကယ်ကိုပြင်ဆင်ခြင်းလို့ပြောတဲ့ comment တွေဆိုအများနဲ့အနေထားပြီးတော့သူကအကောင်းဆုံးစူးစမ်းပြီးတော့သူကပြုပြင်နေပါတယ်ပြင်ဆင်နေပါတယ်ဒီကိုကျန်တဲ့ဒီ attack လုပ်တဲ့ဟာတွေအတွက်ကတော့သူကအများနဲ့ဖြေခဲ့တယ်လို့ပဲသူကဥပက္ခတရားနဲ့ပဲသွားပါတယ်ဒီကတော့ကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေအတွက်သူကစူးစမ်းလို့ရတဲ့နေရာနဲ့သူကအများနဲ့အကောင်းဆုံးစူးစမ်းနေမှာပါအမဒီပရိသတ်ရဲ့မြစ်တာတစ်ခုချင်းစီတိုင်းကိုအမတမိုးထားတဲ့လူပါဘာလို့အမတို့လည်းဒီစပြီးတော့အနုပညာလမ်းကိုရှောက်လန်းကြတဲ့ဟိုးအမတို့အောက်ကနေစပြီးတော့စူးစမ်းခဲ့ရတာပေါ့နော်တချင်းဆိုပြန်မွေးရတဲ့တစ်စင်းမှအမဒီနုပညာလောကလေးကိုဝင်ရောက်ခဲ့တယ်အမတချင်းနေစစ်တယ်အမတချင်းဆိုတယ်တချင်းပိုင်းမှာလည်းအမတို့ဆရာတွေလက်ဦးဆရာတွေဆရာမြမိုးအောင်နောက်ဆရာမင်းချစ်သူအန်နီမေတော်တို့ရှိတယ်ပေါ့အမတို့အမြဲတမ်းအမတို့ရဲ့ဒီဘယ်လိုပြောမလဲပင်ကိုပါလာတဲ့ဒီအနုပညာဓာတ်ခံထက်ကိုအမတို့အများကြီးပို့စူးစမ်းရမယ်အမတို့အများကြီးပို့လုံးလုံးရမယ်ဆိုတာတွေပဲအများတန်းတင်နေဆရာဆရာမတွေပါအဲ့လိုလူတွေဓာတ်ထဲမှာကြီးပြင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အမကိုအမအများတန်းပြည်စုံနေရလို့လည်းမခံယူအမတော်နေရလို့လည်းဘယ်တော့မှမခံယူအမလိုနေသေးတယ်အမစူးစမ်းရအောင်ပဲအဲ့အတွက်ကြောင့်မလို့ဆောလာပြောသလိုပေါ့ပရိသတ်ရဲ့အမကိုကောင်းစေခြင်းလို့ပြောတဲ့စကားတိုင်းကိုအမတန်မိုးထားတယ်ဒါပေမဲ့လူဆိုတာကကိုချစ်နေတဲ့သူကြီးပဲရှိရမှာပေါ့နော်ကိုယ့်သဘောမကျတဲ့လူကိုယ့်မုန်းတဲ့သူဆိုတာလည်းရှိနိုင်တယ်ဒါတို့အမတို့ကလက်ခံရမယ်လောကကြီးမှာအစ်စ်နဲ့အမုန်းဆိုတာဒီလိုပဲထွန်းတွဲနေရပဲလေနော်ကိုယ့်ဘက်ကသာဒီကိုယ့်ချစ်ခင်အားပေးတဲ့သူတွေတို့ကလေးလေးဆဆနဲ့အများကြီးစူးစမ်းနေရမယ်လို့အမမိပါတယ်အမအများကြီးသုံးသင်ထားပါတယ်ဟုတ်တယ်ຫນွေမာတော့ကအမမနိုင်ပြောရရင်ဇကားက character ရပင်ပန်းတော့အမပိုစားပြစ်တယ်
ကိုစားပြတော့နည်းနည်းလေးပြည့်နေတယ်ပေါ့နော်ဒါပေမဲ့လည်းຫນွယ်ရဲ့ဇက်ကောင် character ကသူက van သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ van ကိုအမအဓိကတော့စူးစမ်းခဲ့တာပေါ့နော်အဲ့တော့အခုညာလင်းတွေဆိုလည်းဒီလိုပါပဲအမရှင်းပြတယ်ညာလင်းတွေနဲ့ November ဆို November ကတကယ်ချောချောလှလှစီတောင်းသူအမညာလင်းတွေ character ဒီရုပ်ကတော့တမန်အားဖြင့်ရွက်ချမ်းရည်လိုရုပ်ကလေးပဲဒါပေမဲ့ तू ကဘယ်လိုလဲဆိုတော့တကယ်ချင်းပေါင်းသင်းနေနဲ့မပျော်ရွှင်ရွှင်နေတတ်တယ်မိသားစုကိုချစ်တယ်အားသားတွေပြောတတ်တယ်ဒီလိုမျိုးစကောင် character မျိုးနောက်ဆုံးမှာ तू ဒီဟို run စရာတနာစရာလေးဖြစ်ကြံခဲ့မှာအဲ့အတွက်အမအရှိမ acting အချင်းနေနဲ့အလွတ်တော့ကနေပြီးတော့အမအနေုံပြန်ဆင်းမှာပေါ့နော်အဲ့တော့အခုအပိုင်း6စီပဲရှိသေးတဲ့အတွက်ဇန်တဲ့အပိုင်းတွေမှာမတို့ဘလို့ဆက်ပြီးတော့ဒီဇက်ရဲ့အလှည့်ပြောင်းနေဖြစ်သွားမယ်ဆိုတော့ဆက်ကြည့်ပေးကြပါလို့အမအားလုံးမြစ်တိုင်ရခံချင်ပါဟုတ်ကဲ့အမလည်းအမကိုဒီနေ့ဒီချိန်အထိအပြစ်မမြင်ပဲချစ်ခင်ပေးကြတဲ့သူအမရဲ့အားနည်းချက်အားသာချက်တိုင်းမှာအားသာချက်တွေကိုအတူတူဝေမျှခံစားပေးပြီးတော့အားနည်းချက်တွေကိုလည်းပြည့်စွက်နားလည်ပေးတယ်အမရဲ့ပရိသတ်တွေကိုအမအများကြီးချစ်ခင်ပြီးတော့ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်ပါပြီ The spice of life.